စစ်နေရှိတယ်သူတို့လာတယ်သူတို့ကအောက်မှာဆိုရင်နော်ပွဲကြည့်ဖို့တက်ဆိုသူတို့စော်ခေါ်နေတယ်ဟုတ်တယ် ခေါ်တော်တွေဘာလို့စော်ခေါ်မှာတော့ဒါတွေကပြောင်းနေအစားလာပြီခေါ်တော်မဲ့စော်ခေါ်တယ်တကယ်သူတို့ပွဲကြည့်တယ်မဆိုတော့ပါဒီနော်သူတို့အစစ်တမ်းရှိတဲ့ပြိတ္တတွေ အားပေးရှင်လို့နော်မပြောတဲ့တွေကနော် မပြောတော့သူမင်းသားပြောက်ကရှင်နေတာ ကျွန်မပြတ်တော့ကျွန်မပြတ်တော့သူကမင်းသားလားကိုကမင်းသားကဲကျိုးဆောင်မယ်ဗျာဗျာကဲဟာတာရမှုရရတယ်ဗျာလာပြီပြန်ပြီဟောတယောက်တည်းကိုရှုပ်နေတာဟုတ်တယ်ငါတယောက်တည်းရှုပ်တယ်မင်းတို့နှစ်ယောက်ရှုပ်တာ